အိတ်ချင်မှုတူလေး အခုကမနက်8 နာရီပေါ့နော်ဒီနေ့ကတော့တုံတုံလေးရဲ့ PC တွေပါဒီနေ့မှာတုံတုံလေးပယ်ရီသွားပါရီလုပ်မလဲဆိုတာကိုစုံနေတိလိုက်ကြည့်ပေးနော် အခုဒီကနေပြီးတော့မမဝိုင်းတို့ကတုံတုံရဲ့အကြောင်းကိုသွားမှာပါကားပေါ်မှာရင်ပဲအနားရွက်တွင်းအပီးမနက်စာစားရမှာပါတော်သေးရပေါ့မမဝိုင်းအစောကြီးပဲဆိုတဲ့အတွက်ကြောင့်မနက်ဆိုဘာမှပြင်ဆင်နေမရဘူးဥနဲ့လိမ္မော်တီလေးပဲခွာခင်ရတော့မနေ့ကအာချယ်လေးအလဲလာတော့တဲတုံးလေးရဲ့ဂျေဘဂရီကနေပြီးတော့ချစ်စရာကောင်းတဲ့ strawberry နဲ့ orange cake လေးပါလာတယ်တုံတုံလေးရဲ့မနက်စာလေးတင်စားမယ်နော်အဲ့ကလေးတွေကတော်တော်လေးကိုစားလို့ကောင်းတယ်အပြင်ကောင်ကကြတော့ hot cover လိုပုံစံမျိုးလေးအထဲထဲမှာလည်းမရှိဘူးတဲ့တော့အတွင်းထဲမှာ jams လေးတွေထွက်လာတာတော်တော်လေးကိုစားလို့ကောင်းတယ်ဒါတုံလေးစားတာဆိုကုန်ကန်နေပြီမမဝိုင်းကတော့ orange cake လေးကိုစားမှာပါအထဲထဲမှာ orange သီးပတ်လေးတွေတော့ပါတယ်နော်တုံနော်ခုနက strawberry နဲ့ကြာနည်းနည်းလေးအရသာလေးကပါတယ်နှစ်ခုလုံးကအရသာတစ်မျိုးလေးစားလို့ကောင်းတယ်တော့ဒီမဲ့တင်တာမဖြစ်ဘူးတော့သူအထဲမှာဒင်းချင်းလိုမျိုးနဲ့ပါတယ်တင်အီးပြေးလေးဖြစ်တာပေါ့အသီးပုံစံကိတ်ကလေးကိုတွေ့လိုက်တယ်ဒီထဲမှာကိတ်လားဒါမှမဟုတ်ပေါင်မုံလို့လားအထဲကဘာသားလဲဆိုစိတ်ဝင်စားနေထားမဲ့သူရှိမယ်တင်တယ်နော်ပေါင်မုံလို့သားမျိုးလည်းမဟုတ်ဘူးပေါင်မုံလို့ကြမ်းလည်းမကြမ်းဘူးသူကပြောမဲ့ဆိုပူတင်းလို့ပဲတော့မသွားတယ်နော်ဗာနော်အင်းလေးကွာလေးကအပူတင်းသားလို့ပုံစံမျိုးဘက်ကိုသွားပြီးတော့အသီးပုံလေးဖြစ်နေတာနော်အခုဆိုရင်တော့တုံတုံလေးချောင်းရောက်ပါပြီရှိထားရဲ့ library ရောနဲ့မှာစာပတ်ပြီးတော့ခဏနေတော့ teacher တွေလာကောက်လို့ class day ကိုဝင်ရပါတော့မယ်တုံတုံလေးကိုတော့ရှိတာအကြောင်းမှာ9လခရီးစထားတာပါမိနစ်50တင်ပြီးတော့ bike တော်တော်စားပါ့တင်တယ်ချိန်ပြီးပြီဆိုရင်သူကမှစားရတာမော6ကိုပိုင်းတစ်ထုပ်လုံးကုန်တယ်ဟုတ်တယ်စားတင်ပြီးဆိုအုံနောက်ရန်လှုပ်လိုက်ရတယ်ပေါ့သူကငန်းမရတွေစားတာငါတော့မချွေးတဲ့အတိုင်းမနေ့ကဘာလို့မစားပါတော့ဂျေးဘဂရီယာကိတ်ကတစ်လုံးခွဲနော်နောက်ပြီးရင်ကြက်ဥတစ်လုံးလိမ္မော်တီတစ်ချက် class B ရနဲ့မမဝိုင်းနဲ့တုံတုံလေးတုတ်နဲ့ပြန်လာနေရပါဘာဖြစ်လို့လဲဆိုတော့ဒီနေ့တုံတုံလေးကမော်ကျွန်းကိုသွားမှာပါအခုကတော့မမဝိုင်းတို့ဘယ်သွားနေရလဲမမပပနဲ့ကိုကိုသေးရောမမပပနဲ့ကိုကိုသေးချစီကိုမော်ကျွန်းကိုဒီနေ့သွားတာပါကိုနဲ့ဘွားလည်းပါပါတယ်အန်ကုန်အမပေါ့မော်ကျွန်းရောက်ရင်လေကိုကိုသေးချနဲ့လေတုံတုံလေးတို့ဘာလုပ်ကြမှာစော့ကြမှာအားနေစော့ကြမှာအခုကဘာတွေစားနေတာcheese ကြောင်လေးပါနေရပါတလန်းလုံးစားတယ်အိတ်တယ်လမ်းမတွေ့တဲ့အကောင်လေးတွေကိုကြည့်ပြီးရောကိုကိုတဲကြော်ရောတုံတုံလေးရောပြောနေကြရဲ့လမ်းတစ်လျှောက်မှာအကောင်တွေအများကြီးတွေ့ရတယ်ဟောအဲ့ဒါ buffalo ကြီးနော်ဒါလေးကကြတော့ကောက်စိတ်ကလေးတွေပါ3 နာရီ4 နာရီလောက်ကားမောင်းပြီးတော့အခုတော့မော်ကျွန်းရင်မစေးဆိုင်ကိုရောက်ပါပြီတုံတုံလေးရဲ့ဒီနေ့ daily vlog လေးကိုအဆုံးထိကြည့်ပေးသွားတာကျေးဇူးပါနော် bye bye